psychology တမိုင်းမှာအရက်ဆက်ဆုံးတဲ့အငင်းပွားစရာအကောင်းဆုံး experiment တစ်ခုရှိခဲ့ဘူးတဲ့ဘလောက်အထိအောင်ဆိုပြီးဘလောက်တောင်နာမည်ကြီးသွားတယ်လဲဆိုရင်အဲ့ဒီစမ်းသပ်မှုအကြောင်းကိုရုပ်ရှင်တောင်ပြန်ရိုက်ပြရတဲ့အထိဒီလောက်စပေါ်ပြီးကျွန်တော်ဘာအကြောင်းပြောတော့မယ်ဆိုတာကို psychology စိတ်ဝင်စားတဲ့သူတွေဆိုရင်ခံမှန်းမိမှာပါဟုတ်တယ်ခမည်းထင်တဲ့အတိုင်းပဲ psychology theory ထဲမှာနာမည်ခက်ဆန်းဆန်းလေးပေးထားတဲ့ theory တစ်ခုရှိတယ်ဗျသူ့ရဲ့နာမည်က the Lucifer effect တဲ့နာမည်လေးကသာလှပေမဲ့သူ့ရဲ့အဓိပ္ပာယ်နဲ့တမိုင်းကြောင်းကတော့မလှပါဘူးခရစ်ယာန်ကျမ်းစာတွေရလူစီဖာဆိုတာဘုရားသခင်အချစ်ဆုံးကောင်းကင်တမန်တော်တပါးဗျလူစီဖာဆိုတဲ့နာမည်ကလက်တင်ဘာသာစကားကနေဆင်းသက်လာပြီးအလင်းကိုစောင့်ယူသူ morning star လို့အဓိပ္ပာယ်ရတယ်ဘုရားသခင်ဖန်ဆင်းခဲ့တဲ့မြတ်ထဲမှာအလှပဆုံးအသိဉာဏ်အရှိဆုံးတကောအကြီးဆုံးကောင်းကင်တမန်ဖြစ်ပြီးဘုရားသခင်နဲ့အနီးကပ်ဆုံးရှိခဲ့သူလို့ယူဆကြတယ်သူဟာသူ့ရဲ့ဖုံးတကိုကြီးမှမှုအပေါ်မှာသူ့ကိုယ်သူမာနတက်လာပြီးဘုရားသခင်ရဲ့အထက်မှာငါရဲ့ပလင်ကိုတည်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကောင်းကင်တမန်အားလုံးရဲ့သုံးပုံတစ်ပုံကိုစီယုံပြီးဘုရားသခင်ကိုပုံကန်ခဲ့ဒါပေမဲ့ကောင်းကင်တမန်မင်းမီခယ်ဥဆောင်တဲ့တပ်ဖွဲ့နဲ့စစ်ဖြစ်ပြီးတဲ့နောက်လူစီဖာဟာရှုံးနေပြီးကောင်းကင်ဘုံကနေနှင်ထုတ်ခံခဲ့ရတယ်အစွန်းရောက်လုံးနဲ့မာနနဲ့အာဏာတက်မှတ်မှုကြောင့်အမြင့်ဆုံးနေရာကနေပြုတ်ကျခဲ့ရပေမဲ့လူစီဖာကတော့နောင်တမရသေးဘူးသူ့ကိုယ်သူစေတံဘွက်ခံယူပြီးကဘာမြေပေါ်ကလူတွေကိုအပြစ်ထဲရောက်အောင်လှည့်လည်သွေးဆောင်ဖျားရောက်နေခဲ့သူ့ရဲ့နာမည်ကျော်စကားကတော့ကောင်းကင်ဘုံမှာအစေခံရတာထက်ငရဲမှာအုပ်ချုပ်ရတာကပုံမြတ်တယ်ဒါပေမဲ့ तू မသိတာက तू ကိုယ်တိုင်ကလည်းငရဲမှာအပြစ်ပေးခံရမယ်အပြစ်သားတယောက်လူစီဖာဆိုတာကကျမ်းစာထဲနေရှိတာမဟုတ်ဘူးဗျခင်ဗျားတို့ရဲ့မသိစိတ်ထဲမှာလည်းရှိနေတယ်ဒါကိုတက်တည်ပြဖို့အတွက်နာမည်ကျော်အမေရိကန်စိတ်ပညာရှင်ဖိလစ်ဇင်ဘာဒိုက